ရိနိဗ္ဗာန်ဝင်ဆံတော်မူသွားတဲ့မြတ်စွာဘုရားရှင်တွေကတော့အနန္တပဲတဲ့ရေတွက်လို့မကုန်ဘုရားအဆူဆူပွင့်တော်မူခဲ့ပြီကျမ်းစာတခိုင်းသမိုင်းတွေဒါတန်ဝေကလည်းယူဖို့ကောင်းတယ်နော်ဖရာပေါင်းကင်းကဝါလူတဲစုမကများပြားလာတဲ့ရှင်တော်ဗုဒ္ဓတွေပွင့်တော်မူလို့ပရိနိဗ္ဗာန်ဝင်ဆံတော်မူခဲ့တာတော့ဦးဇင်းတို့အခုတည်းနိဗ္ဗာန်မရောက်သေးဘူးဟုတ်တယ်မလားအဲ့ဒီလိုမျိုးအဲ့ဒီမှာပြီးမှနောက်ဆုံးမှာဒါဆူတောင်းတာဟုတ်လားအပကဝါလူကကင်ကအနန္တာနေဗုဒ္ဓဇိနာတေတံဓမ္မင်္စတန်ကင်္စဆက်ပြီးရှိခိုးတယ်အဲ့ဒီဘုရားရှင်တို့ကို၎င်းထိုဘုရားရှင်တို့ဤဓမ္မင်္စတရားတော်ကို၎င်းတန်ကင်္စတန်ဃာတော်ကို၎င်းနော်တေတံဓမ္မင်္စတန်ကင်္စအာဓာရိနာနမမဟံအာဓာရိနာယူသည်လေးစွာဆိုဟုတ်လားနမမိအဟံတပြည့်တော်သည်ရှိခိုးပါ၏ကင်္ဂဝါလူတဲစုမကပွင့်တော်မူတဲ့ရှင်တော်ဗုဒ္ဓအဆူဆူကို၎င်းထိုရှင်တော်ဘုရားတို့ရဲ့တရားတော်တွေကို၎င်းတန်ဃာတော်တွေကို၎င်းရှိခိုးတယ်ဆိုတော့ဘုရားပွင့်သမျှဘုရားကိုရှိခိုးလိုက်တာပဲမကောင်းလားကောင်းလားဘုရားတရားတန်ဃာအားလုံးကိုရှိခိုးလိုက်တာဘယ်လောက်ဒီကောင်းဘယ်လောက်ကုသိုလ်မင်္ဂလာကြီးမြတ်သွားတယ်နော်အဲ့ဒါပဲနောက်ဆုံးမှဆုတောင်းဂါထာလေးကဟုတ်ပြီလားလာတာအဲ့ဒီလိုအာဒါနိနနမမဟံနမကာရာနုဘာဝေနအခုလိုရှိခိုးရတဲ့တကူတေဇောအာနုဘော်တော်ကြောင့်ဆိုဒါဆုတောင်းလိုက်တာနမကာရာနုဘာဝေနဟုတ်ပြီနော်ဟိတဝါတပေဥပဒဝေအလုံးစုံကုန်သောဥပဒဝောတို့ကိုပယ်ဆုံး၍ဟိတဝါနော်ဘေဥပဟုသမျှကိုပယ်ဆုံး၍အနေကအန္တရာယာပိတဘာမကများစွာဂုံသောအန္တရဲ့အပေါင်းတို့သည်အတေတတော်ဆိုတာအကျွင်းအကြံမရှိသောအဖြစ်ဝိနတန်တုကင်းကွာချုပ်ပြောက်ပါစေတည်းဟုတ်လားအဲ့ဒီလိုမျိုးဒါဖျားရှိကိုပြီးဆုတောင်းတာပဲဒါကြောင့်မို့နိုင်ငံသားမှာရောက်တဲ့အမျိုးကောင်းသားတွေမိဘကိုပြုစုလုပ်ခြင်းလို့အန္တရာယ်ချားကနေဟုတ်လားသူများနိုင်ငံမှာနေရတာမလွယ်ဘူးလေဟုတ်တယ်မလားအဲ့ဒါကြောင့်တန်ဖိုးတွေခါတာအမြဲတမ်းပူဇော်နေလို့မရဘူးလားရလားပတိစိတ်လို့လည်းရတယ်နော်ခါတာတန်ဖိုးတွေခါတာအဲ့ဒီဒါ၃ခါတာကိုစက်ထားတာဟုတ်ပြီလားအဲ့ဒါပြီးတာနဲ့ပတိတစ်လုံးချတနေ့ပတိတစ်ပတ်မနက်တစ်ပတ်နေ့လည်းတစ်ပတ်ညတစ်ပတ်ဒါမှမဟုတ်ရင်ပတိမစိတ်လဲကိုလှုပ်လှုပ်ရင်းနဲ့ရွတ်နေပေါ့ဒါဖျားရှိခိုးတာပဲမကောင်းလားကောင်းဒါပါပဲပြောဦးဇင်းတို့ကဗုဒ္ဓဝါဒလေဒါကတော့သူတော်ဘာတွေကတော့ပြောမှာပေါ့ဝိပဿနာရှုဝိပဿနာမှာလူငယ်တွေမှမရှိလို့မှမရသေးတာဟုတ်လားဒီလိုပဲဘုရားတရားတန်ခါကိုယုံကြည်မှုစွမ်းအားဖြင့် mind power ကိုမြင့်တင်ထားတာဒါ psychology ပဲငါမှဘုရားကုံတော်တွေရှိတယ်ဘုရားကိုငါပူဇော်နေတယ်ဆိုတော့စိတ်ဓာတ်ကတက်ကြွနေတယ်အဲ့ဒီကကိုယ့်ရဲ့လုပ်ငန်းတွေအဆင်ပြေလာတယ်ဘေးအန္တရာယ်တွေကင်းလာတာဟုတ်ပြီလားဒါတန်ဖိုးတွေခါတာရတဲ့လူကအဲ့ဒါရွတ်လို့ရတယ်ပုံမှန်လေး ETV